ကဲမင်္ဂလာပါခင်ဗျာဒီနေ့တော့ကျွန်တော်တို့စီမှာအတွေ့အများဆုံးပြဿနာတစ်ခုဖြစ်တဲ့ဒီနို Bluetooth speaker အသေးလေးလိုရဲ့အားသွင်းပေါက် charging connector ပြတ်တဲ့ကိစ္စကိုရှင်းပြပေးသွားမှာပါခင်ဗျားတို့စီမှာရှိတဲ့ model ကကျွန်တော်လက်ထဲကဟာနဲ့မတူရင်တောင်စိတ်မပူပါနဲ့အခြေခံကတော့အတူတူပါပဲအစိုးလုံးကဘာလဲဆိုတော့ဒီ connector ကပြုတ်ထွက်သွားယုံနေမကပဲ PCB board ပေါ်က spring line တွေပါတပါတဲ့ကွာထွက်သွားတာပါအဲ့ဒီလိုဖြစ်သွားပြီဆိုရင်ပုံမှန်အတိုင်းပြန်တက်ဖို့ကမဖြစ်နိုင်တဲ့လောက်ပါပဲဒါပေမဲ့စိတ်မပူပါနဲ့โอเคဒီနေ့ဗီဒီယိုမှာတော့ဒီလို line တွေအကုန်ပျက်စီးသွားတဲ့အခြေအနေမှာတော့1000ကျပ်ဝန်းကျင်တန် connector အသစ်လေးသုံးပြီး speaker ကိုဘယ်လိုပြန်ကောင်းအောင်လုပ်မလဲဆိုတာပြပေးသွားပါမယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဒီလိုမျိုး print line တွေအကုန်ပြောင်းသွားပြီဆိုရင်တော့ပုံမှန်အတိုင်း wire ကြိုးလေးခဲဆော်ပြီးဆက်ဖို့တောင်နေရာရှာခတ်သွားပါပြီအဲ့တော့ကျွန်တော်တို့ဘာလုပ်ကြအောင်လဲဒီနေရာမှာ multimeter ရှိတယ်ဆိုရင်တော့အတိုင်းထလွန်ပါပဲခမရတို့ electronic အသေးမွှားလေးတွေပြင်ကတ်ချင်တယ်ဆိုရင်တော့ဒီလို multimeter တစ်လုံးရှိထားတာအကောင်းဆုံးပဲခမဘာလို့လဲဆိုတော့အသေးမွှားလေးတွေပြင်တာကစဒီကောင်းတာတကယ်ကိုအတုံးဝင်တာပါအခုကျွန်တော်တို့ဒီမီတာကို buzzer mode အတန်မြည်တဲ့အဆင့်မှာအရင်ချလိုက်မယ်နော်ကဲအခုကျွန်တော်တို့ရဲ့အားသွင်းပုတ် charging connector လေးကိုကြည့်ရအောင်ဒီမှာတွေ့လားသူကအထင်းမှာငုတ်ကလေး9ခုပါတာပါဒါပေမဲ့စိတ်မပူပါနဲ့တစ်ဖက်စွန်းကအပေါင်းဖြစ်ပြီးနောက်တစ်ဖက်စွန်းကအနှုတ်ပါပဲဒီ Bluetooth speaker တွေမှာဆိုရင်အလဲကငုတ်3ခုကဘာမှသုံးစရာမလိုပါဘူးဖုန်းတွေမှာသာ data ကူဖို့တုံးတာပါကျွန်တော်တို့ကတော့အပေါင်းနဲ့အနှုတ်နှစ်ခုတည်းကိုပဲအဓိကထားပြီးကြည့်သွားမှာဖြစ်ပါတယ်ရှင်းရှင်းလေးမြင်အောင်ကျွန်တော်ဒီ speaker wire လေးတွေကိုအရင်ဖြုတ်လိုက်မယ်battery ကိုလည်းခဏဖယ်ထားလိုက်မယ်နော်ကဲဒီမှာကြည့်ပါဒီနေရာကတော့အနှုတ် negative line ဆိုတာသိကြသွားပြီဒါပေမဲ့အခုကျွန်တော်တို့ပထမဆုံးလုပ်ရမှာကအပေါင်း line ကိုအရင်ရှာဖို့ပဲအပေါင်း line ကဘယ်နေရာမှာရှိနိုင်မလဲဆိုတာမီတာနဲ့တေးသေးချာချာတိုင်းပြီးရှာပြပေးတော့ပါမယ်ကဲအပေါင်း line ကိုရှာဖို့ဆိုရင်အရင်ဆုံးအနှုတ် line ကိုအရင်ရှင်းရှင်းလင်းလင်းသိထားဖို့လိုပါတယ်ဒါမှနှစ်ခုလုံးကိုတေးသေးချာချာခွဲခြားနိုင်မှာပါโอเค multimeter ကိုဘာသာမုတ်မှာပဲဆက်ထားတာပါမီတာကျိုးကတော့အပေါင်းအနှုတ်ကျိတ်တဲ့ဘက်ကစကင်လို့ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့က line set မဆက် continuity ကိုပဲစစ်မှာမို့လို့ပါဒီမှာကြည့်လိုက်ပါဒီနားက print line တွေအကုန်လုံးကအနှုတ် line တွေပဲဒီမှာခွာထွက်သွားတဲ့နေရာကနေဒီဘက်ကိုဆင်းလာတဲ့ line လေးကိုတွေ့လားအဲ့ဒီနေရာလေးကိုမီတာနဲ့ထောက်ကြည့်လိုက်မယ်ဟောမြည်ပြီအဲ့ဒီအတန်မီတဲ့နေရာကအနှုတ် point တွေပေါ့တကယ်တော့ဒီလိုတန်များဟိစစ်တဲ့နေရာတွေမှာတိုက်ရိုက်ဆက်လို့ရပါမယ်ဒီမှာဗါတဲ့ coil လေးမှာဆက်တာကပေါ်ကောင်းပါတယ်ဘာလို့လဲဆိုတော့သူကဘိုးအားအသက်အကျအဖြစ်ကာကွယ်ပေးနိုင်တဲ့ protection ပါလို့ပဲကဲအနှုတ် line ကိုတော့ coil မှာဆက်မယ်လို့ဆုံးဖြတ်ပြီးပြီအခုနောက်ထပ်အရေးကြီးတဲ့အဆင့်ကတော့ကျွန်တော်တို့ရဲ့အပေါင်း line ဘေးမှာလဲဆိုတော့လိုက်ရှာဖို့ပါပဲခုနကပြောသလိုအနှုတ်ရဲ့ဆန့်ကျင်ဘက်မှာရှိမှာဆိုတော့ဘယ်နေရာမှာရှိမလဲဆိုတာဆက်ကြည့်ကြရအောင်ကဲအခုအပေါင်း line ကိုဘယ်လိုရှာမလဲဆိုတာသိချာနားထောင်ပြီးပါအားသွင်းပေါက်ရဲ့တစ်ဖက်စွန်းငုတ်နံပါတ်1ကအနှုတ်ဆိုရင်သူ့ရဲ့ဆန့်ကျင်ဘက်အစွန်းဆုံးကငုတ်နံပါတ်5ဟာအပေါင်း line ပဲဖြစ်ပါတယ်။ဂျားတွေကငုတ်3ခုကတော့ကျွန်တော်တို့ speaker အတွက်ဘာမှသုံးစရာမလိုဘူးလို့ပြောခဲ့တယ်နော်။အခုပြဿနာကအဲ့ဒီနံပါတ်5ငုတ်နေရာက print line ပါကွာသွားတာပါ။အဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုရင်အဲ့ဒီငုတ်နံပါတ်5နဲ့ဆက်နေတဲ့ PCB line ကြောင်းလေးကိုလိုက်ရှာရပါမယ်။တွေ့ပြီဆိုရင်တော့ဒီမှာကြည့်ပါ။ဓာတ်အူလေးတဲ့အဲ့ဒီ line ကြောင်းပေါ်ကအစိမ်းရောင်ဆေးလွှာလေးကိုအသားလေးချစ်ထုတ်လိုက်ပါ။အေးဆေးဆေးလုပ်ပါ။ဂျင်းနီ line လေးပေါ်လာတဲ့အထိအသားလေးချစ်ပေးရမှာပါ။အဲ့ဒီနေရာလေးကကျွန်တော်တို့ wire ကြိုးအစ်စ်ဆော်ရမယ့်နေရာပဲဖြစ်ပါတယ်။ Okay အဲ့ဒီနေရာမှာကျွန်တော်တို့ wire လေးဆက်ပါနဲ့။ခင်ဗျားတို့ရဲ့ speaker model ကတခြားပုံစံဖြစ်နေရင်လည်းမစိုးရင်ပါနဲ့။အဓိကဒီ pin 5ရဲ့ line ကြောင်းကိုရှာတတ်ကိုပါမယ်။ကဲအခုကျွန်တော်ဒီ connector အသစ်ကိုဘုတ်မှာဘလို့အသေးသက်ဆုံးသက်စင်မလဲဆိုတာပြပေးပါမယ်တခုရှိတာကခင်ဗျားတို့ရဲ့ speaker model ကကျွန်တော်ဟာနဲ့မတူနိုင်ဘူးလीအဓိကကတော့ကို့ speaker ထဲမှာနေရာ lot ဘယ်မှာရှိလဲဆိုတာကြည့်ပါအဲ့ဒီနေရာမှာအပေါက်လေးဖောက်ပြီး connector ကိုအဆင့်ပြေသလိုဆွဲမြဲအောင်တတ်လို့ရပါတယ် model တူစရာမလိုပါဘူးအဓိက connection ကိုနားလည်ဖို့ပဲချိတ်ဆက်ပုံကိုနားလည်သွားပြီဆိုရင်ဘယ်နေရာမှာပဲတတ် wire ကြိုးလေးနဲ့တွေ့ပြီးအကုန်ပြန်ပြင်လို့ရပါတယ်ခင်ဗျာအခုကျွန်တော်တို့သုံးမဲ့ဒီအားသွင်း wire ကြိုးလေးကိုကြည့်ပါဈေးကွက်ထဲမှာ1000ကျပ်စွန်းစွန်းနဲ့အလွယ်တကူဝယ်လို့ရတဲ့ wire နှစ်ပင်ပါ connector လေးပါအလဲကငုတ်တွေကိုထည့်စင်စားနေစရာမလိုဘူးနော်ဒီမှာအနီရောင်ကြိုးကအပေါင်းထိပြီးအနက်ရောင်ကြိုးကအနှုတ်ပါအတောင်းမပြုတ်ခင်မှာလဲဒီ connector လေးကအလုပ်မလုပ်အရင်စစ်ဆေးဖို့မမေ့ပါနဲ့ဦးနော်ကဲ
အခုလက်တွေ့စော်ကြည့်အောင်ကျွန်တော်အစိုးရကပြောသလိုပဲအနုတ်ကြိုးကိုတော့ဒီ coin နေရာမှာပဲဆက်လိုက်မယ်တကယ်လို့ခင်ဗျားတို့က coin မှာမဆက်ချင်ဘူးဆိုရင်လေဒီ USB ပေါက်ဒါမှမဟုတ် memory card ပေါက်ကတန်ပြား metal case နေရာတွေမှာဆက်လေရပါတယ်ခင်ဗျာ Okay အနုတ်ကြိုးကိုတော့ coin မှာတေးသေးချာချာစော်ပြီးထွားပြီနောက်တစ်ဆင့်ကတော့ ကျွန်တော်တို့အပေါင်းလိုက်အတွက်ပြင်ဆင်အောင်ခုနကကျွန်တော်တို့ချစ်ထားတဲ့နေရာလေးမှာအရင်ဆုံးခဲလေးနည်းနည်းတင်လိုက်ပြီနော်ဒီနေရာမှာတကယ်ကိုသတိထားရပါမယ်ခဲစော်တဲ့အခါဘေးကအနုတ်လိုင်းတွေဒါမှမဟုတ်တခြား print line တွေနဲ့တွားမထိမိပါစေနဲ့တကယ်လို့ line ချင်းထိသွားရင် shop ထသွားရင်ခမရတို့အားသွင်းတဲ့အခါအလို့လုံးမမဟုတ်တလို့စက်ကိုပါထိကြိုက်စေနိုင်လို့ပါကဲကြည့်ပါအခုကျွန်တော်အပေါင်းကြိုးကိုအဲ့ဒီနေရာမှာတေးသေးချာချာလေးစော်လိုက်ပါပြီဘေးက line တွေနဲ့လည်းမထိအောင်တေးချဂရုစိုက်ထားပါတယ်ခမရတို့လည်းကိုယ့်ဘော့မှာအပေါင်းနဲ့အနုတ်ကိုတေးချရှာပြီးဒီနေ့အတိုင်းပဲတဆင်ချင်းလုပ်သွားပေးပါနော်ကဲအကုန်စပ်ပြီးပြီဆိုတော့အလုံးလုံးမလို့စမ်းကြည့်ဖို့အတွက်ကျွန်တော်တို့ရဲ့အားသွင်းကြိုးချာချာကိုထိုးကြည့်အောင် အခုလောလောဆယ်ဘက်ထရီမတက်ရသေးတော့အားသွင်းမိကတေးသေးချာချာပြချင်မှပြပါလိမ့်မယ်အဲ့ဒါကြောင့်အရင်ဆုံးဘက်ထရီဝါယာတွေကိုအရင်ပြန်တက်လိုက်မယ်နော်ဟောကြည့်လိုက်ပါဦးဘက်ထရီတက်လိုက်တာနဲ့တကြိုင်နဲ့အားသွင်းမီနီ red LED လေးလင်းလာပါပြီစောစောကဘက်ထရီမရှိလို့မီးမလင်းတာပါအခုတော့ကျွန်တော်တို့လှုပ်ထားတဲ့အားသွင်းပေါက်ကအလုံးလုံးနေပြီဆိုတာသိကြသွားပါပြီအားသွင်းတာ okay ပြီဆိုတော့စပီကာဝါယာတွေကိုပါပြန်ဆက်ပြီးစက်တစ်ခုလုံးအလုံးလုံးမလုံးစစ်ဆေးရအောင်ဒီနေရာမှာတစ်ခုအထူးသတိပေးချင်တာကဘက်ထရီဆက်တဲ့အခါမှာပါစပီကာဝါယာကတော့ဘယ်ဘက်ညာဘက်မှားဆက်မိလဲပြဿနာမရှိပေမဲ့ဘက်ထရီဝါယာကိုတော့အပေါင်းအနှုတ်လုံးဝမမားစေနဲ့နော်မူလအတိုင်းအပေါင်းနေရာမှာအပေါင်းအနှုတ်နေရာမှာအနှုတ်ပဲပြန်ဆက်ရပါမယ်မှားသွားရင်စကစ်လောင်သွားနိုင်လို့ပါ ကဲစက်ကိုတစ်ချက်လောက်ဖွင့်ကြည့်အောင်အခုလောလောဆယ်တော့ဘက်ထရီကလုံးဝအားကုန် deep discharge ဖြစ်နေတာပါအဲ့ဒါကြောင့်ဘက်ထရီဘုတ်အားက 3.9 volt 3.7 volt အထိရောက်အောင်အားမဝယ်မချင်းစက်ကပွင့်လာမှာမဟုတ်သေးပါဘူးကျွန်တော်ရဲ့အဓိကရည်ရွယ်ချက်ကတော့ print line တွေပျက်စီးသွားတဲ့အားသွင်းပေါက်ကိုဘလို့နီးလဲမှန်မှန်နဲ့ပြန်ပြင်ရမလဲဆိုတာပြပေးချင်တာပါအခုတော့အားသွင်းမီလင်းနေပြီဆိုတော့အားပြည့်သွားရင်စက်ကအကောင့်အတိုင်းပြန်ပွင့်လာမှာသိကြပါတယ်ဒီဗီဒီယိုလေးကခင်ဗျားတို့အတွက်အသုံးဝင်တယ်ဆိုရင် like လေးတစ်ချက်လောက်ပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်ခင်ဗျားတို့ရဲ့ like တစ်ခုကကျွန်တော်အတွက်နောက်ထပ်ဗီဒီယိုကောင်းတွေဖန်တီးဖို့တကယ်ကိုအားစေးပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့အားလုံးပဲတာယာတို့အနေလေးထပ်ပါစေ